ကျွန်တော်တို့ရှစ်နှစ်လုံးလုံးဒုက္ခခံခဲ့ရတဲ့အခုတော့ဈေးနှုန်းတွေကိုတောင်ကြည့်စရာမလိုပဲစိတ်ကြိုက်ဈေးဝယ်လို့ရပြီတကယ်ကိုအံ့ရဖို့ကောင်းတယ်ကျွန်တော်တို့မှာအိတ်တွေအထုပ်တွေအများကြီးရှိခဲ့တယ်အိမ်ကိုအကုန်တယ်ဖို့ခောက်တုံးခောက်ပြန်အချိန်ချင်းသွားခဲ့ရတယ်လူဖူကွေးကကျွန်တော်တို့ပိုက်ဆံဖြုံးနေတယ်လို့လောင်ပြောင်ပြောဆိုတိုင်းကျွန်တော်ကသူ့ကိုစကားနဲ့ချက်ချင်းပြန်ပိတ်လိုက်တယ်သူကျွန်တော်တို့ကိုစကားနဲ့မနိုင်တော့တဲ့အခါအဲ့ဒီအစားကောက်ကျစ်တဲ့နေလန်းလေးတွေတုံးလာတယ်ပထမဆုံးနေ့မှာသူကအားနေပြီးမစွမ်းမတန်ဟန်ဆောင်ပြီးအပေါ်ထက်ကနေပန်းအိုးတစ်လုံးချပစ်လိုက်တယ်ကျွန်တော်တို့ကိုထိအောင်လုပ်ဖို့ကြိုးစားတာပေါ့ဒါပေမဲ့ကျွန်တော်အကိုကအဲ့ဒါကိုလက်တစ်ဖက်တဲနဲ့အသားလေးဖမ်းလိုက်တယ်နောက်တစ်နေ့မှာသူကသူ့ရဲ့စိန်နာရီကိုတိတ်တဆိတ်ယူပြီးကျွန်တော်တို့ရဲ့ခေါင်းအောက်မှာထိုးထည့်ထားတယ်ပြီးတော့ကျွန်တော်တို့ခိုးတယ်ဆိုပြီးမိသားစုတစ်ခုလုံးကိုခေါ်လာတယ်ဒါပေမဲ့ကျွန်တော်ကလုံခြုံရေးဗီဒီယိုကိုထုတ်ပြလိုက်တယ်သူကိုယ်တိုင်ကျွန်တော်တို့အခန်းထဲကိုခိုးဝင်လာတယ်ဗီဒီယိုပေါ့သူလည်းဘာမှမတတ်နိုင်တော့ပဲဟန်ဆောင်ပြီးကျွန်တော်တို့ကိုအံ့ငှအောင်လှုပ်ချင်လို့ပါဆိုပြီးမိုးပြတော့ပဲသူကျွန်တော်တို့ကိုစကားနဲ့ရောကောက်ကျစ်တဲ့နေလန်းတွေနဲ့ပါမနိုင်တော့တဲ့အခါလူဖူကွေးကခဏလောက်တော့ငြိမ်သွားတယ်ဒါပေမဲ့သူတခုခုကြံစီနေတယ်ဆိုတာကျွန်တော်တို့နှစ်ယောက်လုံးသိတယ်တကယ်ပဲတလအကြာမှာအเจ้าကအစည်းအဝေးတစ်ခုမှာသူကမျက်ရည်တွေနဲ့လူတိုင်းရှိမှကျွန်တော်တို့ညီအကိုကိုမိတ်ဆက်ပေးတယ်သူတို့ကကျွန်တော်မိဘတွေမိဘမဲ့ကေဟာကနေခေါ်လာတဲ့အကိုအစ်စ်တွေပါတယ်အဲ့ဒီစကားတခွန်းကကျွန်တော်တို့ကိုမွေးစားထားတဲ့တားတုတွေလိုဖြစ်သွားစေတယ်အတန်းဖော်တွေအားလုံးကသူ့ကိုတနာတယ်လို့ကြည့်ကြတယ်အချမ်းသာဆုံးမိသားစုကတကယ်ပဲအဲ့လောက်တောင်ပေါ့စရာလားဘယ်ကမှမသိတဲ့တားနှစ်ယောက်ကိုဒီအတိုင်းမွေးစားလိုက်တာလားတနာစရာလူဖူကွေလေးအခုဆိုသူတို့ရဲ့အချစ်တွေကိုဘလောက်တောင်ဆုံးရှုံးရတော့မလဲကျွန်တော်ကပြုံးပြီးကျွန်တော်အကိုကိုအဲ့ရစစ်ဆေးချက်ထုတ်ပြခိုင်းလိုက်တယ်ဝါညီလေးမင်းပြောတာတကယ်ရဲရတာပဲမင်းသူများနေရာကိုရှစ်နှစ်လုံးလုံးယူထားခဲ့တာအခုကြမှတနာစရာကောင်းအောင်လုပ်နေတာလားမင်းကလည်းငါ့လိုရဲ့မွေးစားထားတဲ့တားတယောက်ပါဘာလို့အဲ့လောက်တောင်မောက်မာနေတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကလူမိသားစုရဲ့တားစစ်လူဤဖန်ရဲ့အကိုပါကျွန်တော်ကလည်းလူမိသားစုရဲ့မွေးစားသားတယောက်ပါပဲသူတို့ကပိုက်ဆံတွေပိုနေလို့ကျွန်တော်ကိုမွေးစားခဲ့တာမဟုတ်ဘူးကျွန်တော်အကိုကိုတချို့လူတွေကအနိုင်ကျင့်မှာစိုးရိမ်လို့ပါဒါကြောင့်သူ့ကိုကောက်လျိုဖူကွေးကိုယွန်ရှာဆက်ဆုပ်တဲ့အကြည့်တွေနဲ့ကြည်နေကြတယ်ဘာတွေလဲကွာသူကပဲခိုးပြီးသူခိုးလို့အော်နေတာလားအေးလေသူကနေတိုင်းသခင်လေးအစ်စ်လိုဟန်ဆောင်နေတာတကယ်တော့သူကအတုအယောင်ကြီးပဲလောင်ရတဲ့တွေကယိုဖူကွေးရဲ့မျက်နှာကိုရိုက်လိုက်တယ်လို့ပဲသူကအရန်တော်သက်ထွက်ပြီးရှက်လုံးလို့အဲ့ဒီနေရာမှာတင်ငိုတော့မလို့ဖြစ်သွားတယ်ဒီဖြစ်ရက်ပြီးနောက်မှာတော့သူဟာတကြောင်လုံးမှာတနာစရာဟန်ဆောင်တဲ့သခင်လေးအတုလို့နမိတ်ကြီးသွားတယ်သူ့ကိုယ်သူတက်သေးပြဖို့အတွက်ပီယာနိုနဲ့ရိုးရာအကတွေကိုအယူမူတင်ယူတော့တာပဲသူ့ရဲ့ရင်ကျေးတိမ်မွေးမှုနဲ့ငါတို့ကိုအသာစီးရဖို့မျှော်လင့်နေတာပေါ့အဲ့ဒီအချိန်မှာငါကတော့ပညာရှင်တယောက်စီကနေဟာသပြောတာနဲ့ stand up comedy တွေကိုတင်ယူခဲ့တယ်ငါညီကတော့စန်တာနဲ့ထိုက်ချစ်တင်နန်းတွေကိုတိုက်ရိုက်တက်ခဲ့တယ်ငါတို့နှစ်ယောက်စလုံးကငါတို့ရဲ့အားသာချက်တွေကိုအပြည့်အဝအသုံးချခဲ့ကြတယ်နောက်နှစ်အနည်းငယ်အတွင်းမှာတော့ယိုဖူကွေးရဲ့ငါတို့ထက်တာခြင်းတဲ့စိတ်ကူးရင်မှုကဘယ်တော့မှဖြစ်မလာခဲ့ဘူးကျောင်းနှစ်ပတ်လဲဖျော်ဖြေပွဲတိုင်းမှာငါရဲ့ဟာသပြောတာနဲ့ငါညီရဲ့ရင်ဘတ်ပေါ်ကြောက်တုံးခွဲတဲ့ပြကွက်တွေကသူ့ရဲ့ဖျော်ဖြေမှုတွေကိုမင်းမိန်သွားစေတယ်။ကျောင်းဝင်းထဲမှာတော့ငါရဲ့စကားပြောကောင်းမှုနဲ့ဟာတရန်ကြောင့်ပရိသတ်အများကြီးရခဲ့တယ်။ငါညီကလည်းသူ့ရဲ့တိုင်းပညာနဲ့လူများကြီးကိုကူညီပေးခဲ့တယ်။ငါတို့ရှိနေတော့တကျောင်းလုံးရဲ့ပတ်ဝန်းကျင်ကပိုပြီးကောင်းလာတဲ့အနိုင်ကျင့်တာတွေနဲ့ရန်ဖြစ်တာတွေလည်းမရှိသလောက်ဖြစ်သွားပြီးအရင်ကပစ်နာရှာတတ်တဲ့လူဆိုးလေးနှစ်ယောက်ဟာအသက်16နှစ်အရွယ်မှာတော့အားလုံးကချစ်ခင်ရတဲ့လူကောင်းလေးတွေဖြစ်လာကြတယ်ချမ်းသာတဲ့ဇနီးမောင်နှံကလည်းငါတို့ကိုပိုပြီးသဘောကျလာလို့ငါတို့တည်ရှိမှုကိုလူသိရှင်ကြားကြအင်ညာဖို့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ဖန်ဖန်ရဲ့လူလားမြောက်တဲ့အခမ်းအနားမှာသူ့ကိုရှယ်ယာတချို့ပေးတင်တယ်ဘာပဲဖြစ်ဖြစ်သူကငါတို့ရဲ့တာအရင်ပဲလေပြီးခဲ့တဲ့နှစ်အတွင်းမှာငါတို့အုပ်စုကပြိုင်ဘက်တွေကြောင့်အထိနာခဲ့တဲ့အခြေအနေကိုထိန်းဖို့အတွက်လက်ထက်ထိန်းများပြီးမဟာမိတ်ဖွဲ့ဖို့အရေးတကြီးလိုအပ်နေတဲ့ကံကောင်းတာကပိုင်မိသားစုရဲ့တဦးတည်းသောသမီးကငါတို့သားတွေနဲ့တွေ့ဖို့သဘောတူထားတယ်ဘယ်သားကသူနဲ့ဖူးစာပါမလဲဆိုတာကြည့်ရမှာပေါ့ယိုဖူကွေးကသူတို့ငါညီကောလိပ်တက်ပြီးရင်မိသားစုစီးပွားရေးကိုတင်ပေးမယ်လို့သူကကမ်းလှမ်းခဲ့တယ်ယိုဖူကွေးကလည်းတစ်ချိန်လုံးလိမ္မာတဲ့ညီလေးတယောက်လိုဟန်ဆောင်ပြီးငါတို့ကိုမျက်နှာလိုမျက်နှာရလုပ်ခဲ့တယ်ငါတို့ရဲ့18နှစ်ပြည့်မွေးနေ့မှာသူနဲ့ယိုယူရန်တို့ကလက်ဆောင်တွေပေးပြီးဆူတောင်းပေးခဲ့ကြတယ်အိတ်ခံပွဲမစခင်မှာသူတို့ပြင်ဆင်ထားတဲ့အံ့အားသင့်စရာမီရှူမီပန်းတွေကိုကြည့်ဖို့တောင်ကုန်းပေါ်ကိုလိုက်ပို့ပေးမယ်လို့ပြောခဲ့တယ်ငါနဲ့ငါညီလည်းစိတ်လှုပ်ရှားစွာနဲ့သူတို့ကားပေါ်တက်ခဲ့ကြတယ်၆ကပ်နေတဲ့တောင်ကုန်းပေါ်ကိုမောင်းလာပြီးကားပေါ်ကဆင်းလိုက်တာနဲ့ဘေးကခြုံပုတ်တွေထဲကနေလူဆိုးတချို့ထွက်လာကြတယ်ငါညီကတုတ်ပြန်မှုအမြန်ဆုံးပဲလူနှစ်ယောက်ကိုစက်တိုက်နှိမ်နင်းလိုက်တယ်ဒါပေမဲ့အကူညီတောင်းပြီးအော်ဟစ်နေတဲ့ယိုဖူကွေးကသူ့ခြေထောက်တွေကိုလမ်းဖမ်းထားတယ်ငါကူညီဖို့စ조사ပေမဲ့လူဆိုးတယောက်ကမေးစေးစိန်ထားတဲ့လက်ကင်ပူဝါနဲ့ငါရဲ့ပါးစက်နဲ့နာခေါင်းကိုအုပ်လိုက်တဲ့ရှောင်ကျဲငါညီကငိုက်ကိုကယ်ဖို့အော်ဟစ်စ조사ပေမဲ့သူလုံးဝမလှုပ်ရှားနိုင်တော့ဘူးဒါနဲ့သူတို့ကသူ့မျက်နှာကိုလည်း
လက်ကင်ပူဝါနဲ့အုပ်လိုက်ကြတယ်တမိနစ်တောင်မပြည့်ခင်မှာငါတို့နှစ်ယောက်စလုံးမြေပြင်ပေါ်လဲကျသွားပြီးတတိလစ်သွားခဲ့တယ်လွန်ခဲ့တဲ့တစ်စက္ကန့်ကမှကြောက်လန့်တကြားငိုယိုပြီးလူဆိုးတွေကိုပြန်တိုက်ခိုက်နေတဲ့လူနှစ်ယောက်ဟာရုတ်တရက်အော်ဟစ်ရဲမောလိုက်ကြတယ်သူတို့ကိုဝေးဝေးကိုခေါ်သွားလိုက်မတက်နဲ့တော့ဓာတ်ပုံတွေတေးချရိုက်ထားဖို့မမေ့နဲ့အထူးသဖြင့်သူ့ကိုပေါ့သူ့ဘဝမှာဘယ်တော့မှခေါင်းမဖော်နိုင်အောင်လှုပ်ပစ်ချင်တာလူဆိုးခေါင်းဆောင်ကလက်ကိုပုတ်ပြီးရုတ်ရုတ်တဲနဲ့ပြုံးလိုက်တယ်စိတ်မပူပါနဲ့မစ္စလီယိုမင်းလိုချင်တဲ့ပုံတွေကိုတေချာပေါက်ရစေရမယ်ငါနဲ့ငါညီကိုဘင်ကားတစီးထဲထည့်ပြီးတောင်အောက်ကိုမောင်းသွားကြတယ်လမ်းမှာရှေ့ခန်းကပြန်ပေးဆွဲသမားတွေကပျော်ရှင်စွာနဲ့တဟားဟားရဲနေကြတယ်သူထေးကြီးကိုဘသူကဂယုဆိုင်မှာလဲသူ့ရဲ့သားသမီးတွေကအချင်းချင်းပြန်တိုက်ခိုက်နေကြတာပဲဒါကငါတို့အတွက်အလကားရတဲ့အနိုင်ပဲဒီလိုချောမောတဲ့ကောင်လေးတွေကိုငါတခါမှမကင်တွေဘူးမြို့ပြင်ကစွန့်ပစ်ထားတဲ့ကိုတောင်တစ်ခုရှေ့မှာကားရက်လိုက်ပြီးလူဆိုးတွေကကားနောက်ခန်းကိုဖွင့်ပြီးငါတို့ကိုဆွဲထုတ်ဖို့ကြိုးစားကြတယ်နောက်တစ်စက္ကန့်မှာတော့သူတို့မျက်နှာပေါ်ကရုံးမှာဖခင်ဖြစ်သူလျိုနဲ့မိခင်ဖြစ်သူလျိုတို့ဟာသူတို့နှစ်ယောက်တည်းပြန်လာတာကိုမြင်တော့အန်တသွားကြတယ်ဖန်ဖန်နဲ့ရှောင်ကျိုးတို့ဘယ်မှာလဲလျိုဖူကွေးကမျက်လုံးတွေหนีပြီးငိုယိုကပြောလိုက်တဲ့အကိုတို့ကကျွန်တော်နဲ့အတူမွေးနေ့ပွဲမလုပ်ချင်ဘူးတဲ့သူတို့ဘာသာသူတို့တကယ်လူလားမြောက်တဲ့အခမ်းအနားသွားလုပ်ချင်ကြတာတဲ့ရှောက်မပြောနဲ့သူတို့ကိုအခုချက်ချင်းသွားခေါ်ချေပိုင်မိသားစုရဲ့အမွေဆက်ခံသူကဒီနေ့လက်ထပ်ဖို့ကိစ္စအတွက်အထူးတလဲရောက်နေတာသူကနားနေခန်းထဲရောက်နေပြီးမေမေဖေဖေသူတို့ဘလောက်ခေါင်းမှလဲဆိုတာတိသားပဲသူတို့ပြန်လာအောင်ဖြောင်းဖျားဖို့အတွက်ဖေဖေတို့မေမေတို့ကိုယ်တိုင်သွားမှရမှာဖခင်ဖြစ်သူလျိုနဲ့မိခင်ဖြစ်သူလဲအိုတို့ဟာငါတို့စီဖုံးဆက်လို့မရသလိုမိသားစုအရှုပ်အထုပ်တွေအပြင်ကိုပေါက်ကြားမှလည်းမလိုလားကြဘူးဒါကြောင့်သူတို့ပေးတဲ့လိပ်စာအတိုင်းအမြန်လိုက်သွားကြရတယ်သူတို့နှစ်ယောက်ကငါတို့ကိုလိုက်ရှာဖို့ထွက်သွားကြပြီးသူတို့ထွက်သွားတာနဲ့ယိုယူရန်ကယိုဖူကွေးကိုအမြန်တိုက်တွန်းလိုက်တဲ့အဝတ်အစားအခုချက်ချင်းသွားလဲတော့အလုပ်ကိစ္စပြီးသွားပြီဆိုရင်အဲ့ဒီပိုင်မလေးကနောက်ဆုတ်လို့မရတော့ဘူးအဲ့ဒီကောင်လေးနှစ်ယောက်ကတော့ဒီနေ့သူတို့ရဲ့အရှက်တိတ်ခါဆုံးရှုံးသွားပြီဆိုရင်တစ်သက်လုံးပြီးသွားပြီပဲကျွန်တော်ကြားတာတော့ပိုင်နေပင်းကစိတ်တူတက်ပြီးဘသူကိုမှအနားမကပ်ဖူးတဲ့မေမေနဲ့ဖေဖေတောင်သူ့ရုပ်ကိုမမြင်ဖူးကြဘူးတကယ်လို့သူကအယမ်းရုပ်ဆိုးနေရင်ဘယ်လိုလုပ်မလဲဒါတွေစဉ်းစားနေရမယ့်အချိန်လားဒါတွေကိုအခုဂယုဆိုင်နေလို့ရမလားသူဘလို့ပဲဖြစ်ဖြစ်သူကပိုင်အုပ်စုရဲ့တူးတဲသောအမွေဆက်ခံသူပဲမင်းသာသူ့ကိုလက်ထပ်နိုင်ရင်ယိုရီဖန်နဲ့ယိုကျဲဆိုတဲ့အဲ့ဒီကောင်လေးနှစ်ယောက်ကိုတစ်သက်လုံးဖိနှိပ်ထားနိုင်မှာဒီညပြီးရင်ယိုအုပ်စုရဲ့ရှယ်ယာတွေပဲဖြစ်ဖြစ်ပိုင်အုပ်စုနဲ့မဟာမိတ်ဖွဲ့တာပဲဖြစ်ဖြစ်သူတို့နှစ်ယောက်လုံးဘာမှရမှာမဟုတ်တော့ဘူးနောင်ကြရင်ယိုမိသားစုမှာငါတို့ပဲအမိန်ပေးစေခိုင်းရမှာသူပြောတာကိုကြားပြီးနောက်ယိုဖူကွေးကနောက်ဆုံးမှာဆုံးဖြတ်ချက်ချပြီးခေါင်းငိတ်လိုက်တယ်9မိနစ်အကြာမှာတော့ယိုယူရန်ဟာအိမ်ရှင်မတဲ့ရောက်လိုဟန်ဆောင်ပြီးဆေးခတ်ထားတဲ့ဝိုင်ကိုနားနေခန်းထဲယူသွားခဲ့တယ်စားပွဲထိုးအဖြစ်ဟန်ဆောင်ထားတဲ့ယိုဖူကွေးကလည်းတကားအပြင်မှာတစ်ချိန်လုံးစောင့်နေတဲ့အတွင်းထဲကတယောက်ယောက်ခေါ်တန်ကိုကြားလိုက်မကြခင်မှာပဲနားနေခန်းထဲကနေရှက်စရာကောင်းတဲ့အတန်တွေထွက်ပေါ်လာတဲ့အခြားတစ်ဖက်မှာတော့ဖခင်ဖြစ်သူလျိုနဲ့မိခင်ဖြစ်သူလျိုတို့ဟာတကားဝက်ကနေကားမောင်းထွက်လာတဲ့အချိန်မှာအမြန်ပြန်လာနေတဲ့ငါနဲ့ငါညီတို့ကိုတွေးလိုက်ရတဲ့ဖန်ဖန်ရှောင်ကျိုးမင်းတို့ဘလို့ပြန်လာတာလဲငါတို့ဖြစ်ပျက်ခဲ့တာတွေကိုကြားပြီးနောက်မှာတော့သူတို့ဟာအရန်တော်သက်ထွက်ပြီးပောက်ကွဲမတက်ဖြစ်သွားကြတယ်အဲ့ဒီကလေးနှစ်ယောက်ကဘလို့တောင်တတိရှိနေတာလဲသူတို့ကိုငါတင်ခန်းစာကောင်းကောင်းပေးမယ်ဖခင်ဖြစ်သူလျိုနဲ့မိခင်ဖြစ်သူလျိုတို့ငါတို့ကိုပြန်ခေါ်လာပြီးနောက်မှာတော့ယိုယူရန်နဲ့ယိုဖူကွေးတို့ကိုဘယ်မှရှာမတွေ့တော့ဘူးသူတို့ဒေါသထွက်နေတော့မှပဲနားနေခန်းထဲကနေယိုဖူကွေးရဲ့စူးစူးဝါးဝါအော်ဟစ်တန်ထွက်လာတယ်အဲ့ဒီအော်တန်ဟာအိတ်ခံပွဲခန်းမတစ်ခုလုံးကိုဟိမ့်ထွက်သွားပြီးအားလုံးကိုတုံလှုပ်သွားစေကနားနေခန်းတကားဝကိုအပြေးလွှားသွားကြည့်ကြတဲ့အတွင်းထဲမှာဘာတွေဖြစ်နေတာလဲငါလည်းမသိဘူးငါတို့ဝင်ကြည့်တင်သလားအားလုံးကဆွေးနွေးနေကြတော့မှပဲမိခင်ဖြစ်သူလျိုနဲ့ဖခင်ဖြစ်သူလျိုတို့ကငါတို့ကိုဆွဲခေါ်ပြီးလူအုပ်ကြားထဲကနေနားနေခန်းတကားဝကိုရှောက်သွားကြတယ်ပိုင်နေပင်းရဲ့တက်တော်ဆောင်နှစ်ယောက်နားနေခန်းတကားဝမှာမရှိတော့တာကိုမြင်ပြီးသူတို့အန်တသွားကြတယ်ပိုင်မိသားစုရဲ့သမီးလေးအနေရရှိနေတာလားပိုင်မိသားစုကဒီသမီးလေးကိုအရန်လိုလိုက်တာသူ့ကိုဒီနေ့လာဖို့ဖြောင်းဖျားရတာတင်ငါတို့နှစ်လောက်အချိန်ယူခဲ့ရတာပိုင်နေပင်းကိုတက်တော်ဆောင်တွေခေါ်လာဖို့နဲ့ဘေးတကားကနေနားနေခန်းထဲကိုတိတ်တဆိတ်ဝင်ခိုင်းခဲ့တာကတခုခုဖြစ်မှာကိုကြောက်လို့ပဲတကယ်လို့သူ့အပေါ်တခုခုဆိုးဆိုးရွားရွားဖြစ်သွားခဲ့ရင်ယိုမိသားစုဟာပိုင်မိသားစုရဲ့ပြင်းထန်တဲ့လက်တုပ်ပြန်မှုကိုဘယ်တော့မှခံနိုင်မှာမဟုတ်ဘူးအဲ့ဒီလိုတွေးလိုက်မိတော့ဖခင်ဖြစ်သူလျိုရဲ့မျက်လုံးတွေဟာหนีရဲလာပြီးနားနေခန်းတကားကိုကန်ဖွင့်ဖို့အမိန်ပေးလိုက်တဲ့လုံခြုံရေးတွေကတကားကိုအစွမ်းကုန်ကန်ဖွင့်လိုက်တဲ့အခါနားနေခန်းတကားပွင့်သွားခဲ့တဲ့အတွင်းကမြင်ကွင်းကရောက်နေသူအားလုံးကိုတုံလှုပ်သွားစေတဲ့တနေရာလုံးရှုပ်ပွနေတာပဲပန်းအိုးကွဲတွေနဲ့အဝတ်အစားပိုင်းစတွေကော်စောပေါ်မှာပြန့်ကျဲနေတဲ့ယိုဖူကွေးဟာဖရိုဖျဲဖြစ်နေပြီး
ဆိုဖာဆောင်အောက်မှာကွေးနေကငိုယိုနေတဲ့နားနေခမ်း